ကျွန်တော်အိမ်ထဲဝင်ပြီးခေါ်လိုက်တဲ့အကိုချမ်းရကျွန်တော်ကိုကျမ်းပြင်တေချာကြက်အောင်ထူဖို့ကူညီပေးပါဦးမဟုတ်ရင်အပူဘေးကတင်ကပြိုကျသွားနိုင်လို့ကောင်းပြီလေကျွန်တော်တို့ပကံလုံးတစ်လုံးစာလောက်ထူတဲ့တစ်လုံးတိုင်ကြီးကိုထမ်းပြီးအထဲဝင်ခဲ့ကြတယ်ချက်ချင်းပဲအချက်အနှဲငယ်ထူရိုက်လိုက်တာနဲ့ကျမ်းပြင်ကတော်တော်လေးကြစ်လေးခိုင်မာသွားပြီးဖုံတောင်တိတ်မထွက်သေးဒါပေမဲ့ချမ်းရကဘာမှနားမလဲရှာဘူးညီလေးတာကတကယ်ကောအလုပ်ဖြစ်ပါမလားငါတသက်မှာဒီလောက်ကြီးတဲ့ကုတင်မျိုးတစ်ခါမှမမြင်ဘူးကျွန်တော်ကမိမွေးလိုက်ရင်သိရမှာပေါ့အကိုအိမ်မှာပါတီလိုမျိုးတစ်လုံးလှုပ်ချင်သွားစေရမယ်လို့ကျွန်တော်အာမခံတယ်လို့ပြောလိုက်တယ်ကျွန်တော်တို့၄ယောက်လုံးမိုးလင်းကနေမိုးချုပ်ထိလှုပ်ခဲ့ကြတယ်နောက်ဆုံးတော့အပူပေးကာတွေနဲ့မိဖို့အစ်စ်ကိုအပိတက်နိုင်ခဲ့ပြီးခေါင်းမိုးပေါ်အထိမြင့်ထွက်နေတဲ့မိကိုကောင်းနိုင်ကိုပါစောက်ခဲ့သေးတယ်မိကိုတွေအပြင်မထွက်အောင်အစစ်ဆက်တွေကိုရွှွန့်စေးထူကြီးနဲ့ပိတ်ဆို့လိုက်တယ်မိဖို့အတွက်ထင်းယူလာပေးဖို့ရွှေအားကိုကျွန်တော်အကူအညီတောင်းလိုက်တယ်မိမွေးလိုက်တာနဲ့မိတောက်တွေတစ်ဖြက်ဖြက်တောက်လောင်လာတော့တယ်မိကိုတွေကမိဖို့တဲကနေတဆင့်အပူပေးကနေရဲ့လမ်းကြောင်းတွေထဲဖြတ်တန်းသွားပြီးနောက်ဆုံးမှာတော့မိကိုကောင်းတိုင်ကနေအစင်ပြေပြေထွက်သွားခဲ့တဲ့ချက်ချင်းဆိုသလိုပဲကန်ရဲ့မျက်နှာပြင်ကပူနွေးလာပြီးအခန်းထဲကလေထုပါနွေးထွေးလာခဲ့တဲ့ချမ်းရကနွေးနေတဲ့ကန်မျက်နှာပြင်ကိုစမ်းကြည့်ပြီးဖျားရည်တကယ်ကြီးပူနေတာပဲဒါကယတနာပဲချမ်းရကဆက်ပြီးဆောင်းတွင်းမှာဒီပေါ်မှာအိပ်ရင်ဆောင်းမဘူးညီလေးမင်းတကယ်တော်တာပဲမနှက်ဖြန်ကြရင်မြေအုပ်လို့ဖို့မြေကြီးသွားရှာပြီးငါအမေအတွက်တလုံးဆောက်ပေးရမယ်ကျွန်တော်ကလည်းဒါပေါ့အဲ့ဒါဆိုကျွန်တော်ကူညီပေးမယ်လေလို့ပြောလိုက်တဲ့ညဘက်မှာတော့လူနဲ့ချမ်းရတို့ဟာစတားဟင်းနဲ့လူဆန်ပြုတ်ကိုညစာဖြစ်စားသုံးခဲ့ကြတယ်သူကပကံလုံးကြီးနှလုံးစာကိုအားရပါရစားတောက်ပြီးအိမ်ကိုအမြင်ပြန်ပြေတော့တာပဲညီလေးငါအရင်သွားပြီးဒီကတင်ကဘလောက်ကောင်းလားပြောတယ်ကျွန်တော်ကအခုထိတော့အိတ်လို့မရသေးဘူးရှင်တွေတေချာ6အောင်စောင့်ရအောင်မယ်မဟုတ်ရင်အကွဲသွားနိုင်လို့ပြောလိုက်တဲ့နောက်ရက်နီးနဲ့ကြာရင်တော့နှွေးနေတဲ့ကံပေါ်မှာတက်တောင့်တက်တာအိတ်နိုင်ပါပြီဟုတ်ကဲ့ညဘက်မှာကျွန်တော်တို့3ယောက်လုံးကတင်ဟောင်းကြီးပေါ်မှာအိတ်နေရင်းနဲ့ကန်ရှိတဲ့ဘက်ကိုမကြည့်ပဲမနေနိုင်ခဲ့ကြဘူးရွှေအားရဲ့စိတ်ကူးလေးတွေကချုံမြင်နေခဲ့တယ်ကျွန်းကကြောက်ချံရဲ့အတွေးတွေကလည်းနူးညံ့နေခဲ့တယ်သူကအရင်လိုလူမျိုးမဟုတ်တော့ဘူးထင်တယ်ကျမတို့ကိုဘယ်တော့မှအတင်းအကျပ်မလုပ်ခဲ့ဘူးကျမတို့လည်းသူ့ပေါ်ကောင်းကြတာပဲအမြဲတမ်းဒီလိုပဲဖြစ်ပါစေအဲ့ဒါကိုကြားလိုက်ရတော့ကျွန်တော်နှလုံးသားထဲနှွေးထောင်သွားခဲ့တယ်နောက်ဆုံးတော့ဒီမိန်းကလေး2ယောက်လည်းတန်တက်ရဲ့စိတ်တွေလျှော့ကျသွားခဲ့ပြီးပဲနောက်ရက်တွေမှာကျွန်တော်သူတို့ကိုတတိပေးခဲ့တယ်ဒီရက်ပိုင်းမီကိုပြင်းပြင်းမမွေးကြနဲ့အိုကန်ကွဲသွားမှဆိုလို့ချမ်းရကနေတိုင်းလာစမ်းကြည့်ပြီးမြေအုပ်လုပ်ဖို့မြေကြီးတွေကိုတက်ကြွစွာသွားတယ်တော့တာပဲသူကစောင်းမဝင်ခင်သူ့အမေအတွက်ကောသူ့အိမ်အတွက်ပါစောက်ဖို့ပြင်ဆင်နေခဲ့တာ4ရက်ကြာပြီးတဲ့နောက်မှာတော့ကာတင်ကတကယ်ပဲ6တွေ့သွားခဲ့ပြီးနောက်ဆုံးတော့6သွားပြီးပဲရွှေအာကစိတ်မရှိနိုင်စွာနဲ့ကောက်ရုပ်ဖြာနဲ့ဆောင်တွေကိုခင်းလိုက်ပြီးအရန်နူးညံ့ပြီးနှွေးတာပဲကာတင်ဟောင်းကြီးထက်အစတရာမကပူတက်တောင့်တက်တာရှိတယ်ကြောက်ချံကကန်းရဲ့အနားမှာရက်ပြီးသူ့မပြောနေတာကိုကြည်ရင်နှုတ်ခမ်းတောက်မှာအပြုံးလေးတစ်ခုပေါ်လာခဲ့တယ်ကျွန်တော်ကကြည်ရွှေအားကလည်းမောင်ကြီးပြောတာမှန်တဲမမရဲ့ပြုံးရင်တိတ်လိုက်တာပဲလို့ဝင်ပြောခဲ့တဲ့မိဖို့နဲ့နီးတဲ့နေရာကတော်တော်လေးပူတာကြောင့်ရွှေအားကအဲ့ဒီနားမှာအိတ်ချင်တယ်လို့စွပ်ပူစာနေပေမဲ့ကျွန်တော်ပေးမအိတ်ခဲ့ပါဘူးနောက်တော့သူမှလည်းလဲမှာပါနှက်စွာနဲ့ခေါင်းကြီးလက်ခံခဲ့ပါတယ်သူမခများနောက်တစ်ချိန်ဖျားနာပြီးကျွန်တော်အတွက်ဝင်ထုံးဝင်ပိုးဖြစ်သွားမှကိုစိုးရိမ်နေရှာတာပါ